ကူကြောင်းပေါ့လေအမှန်တန်လှပါတယ်ဒီလမ်းကမြန်မာပြည်ထဲလှပါတယ်တက်တော့မကျန်တာတခုမိုးတွေတော့ရွာနေတယ်လေဒီလူတော့အခုမိုးရွာတော့လည်းအတော်ပဲဒါနိုင်ငံခြားသားတွေကားနဲ့လာတဲ့အခါရရင်တော့တက်လို့ရရင်တက်လဲရတယ်ဟိုဘက်ကတက်လဲရဟုတ်ကဲ့ဒီကမှာ watch on အားရတဲ့ပတ်တင်နေရရင်ခဏနေတော့ဘူးကြောင်းတက်လို့ရဟိုဘက်ကလည်းတက်ရတက်တော့ဟိုဘက်ကကျင်းတော့ဒီဘက်ဆက်ဒါကတော့အရှင်းလမ်းပါမိုးရွာကြီးနဲ့ပြန်ဆင်းနေရပါတယ်မိုးရွာလို့မိုးခူနေရတယ်ဒါကိုရင်ဗုဒ္ဓမဝင်တော့ပါဘူးမိုးလည်းချုပ်နေမိုးလည်းရွာတက်ဘဝတည်းလည်းရွှဲကုန်ကဲဒါကတော့ဗုဒ္ဓသွားတာဝင်တော့ပါမိုးဆိုနေတော့နည်းနည်းသွားတာတော့ဘုရားရှိတယ်ဗုဒ္ဓမြူရှင်ရှိဗုဒ္ဓမြူရှင်တော့တက်ကြည့်လိုက်အောင်ဒီမပါတော့တိုင်ပတ်ကဲအားပါပဲပြန်ပါပြီဗုဒ္ဓမြူရှင်လည်းမကြည့်နိုင်ဘူး